အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကမ္ဘာစက်အင်အားအကြီးဆုံးနိုင်ငံ10ခုအကြောင်းကိုကျွန်တော်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူ Mr. View ပဲဖြစ်ပါတယ်အခုကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့စက်ရေးအရာစီးပွားရေးအရာနိုင်ငံတကာအကျိုးသက်ရောက်မှုနဲ့နေပညာဖွံ့ဖြိုးတိုးတက်မှုတို့အပေါ်အခြေခံပြီးတော့အင်အားအကြီးဆုံးလို့သတ်မှတ်ပေးထားပါတယ်ကမ္ဘာစက်အင်အားအကြီးဆုံးနံပါတ်1အမေရိကန်နိုင်ငံပဲဖြစ်ပါတယ်အမေရိကန်နိုင်ငံကတော့ကမ္ဘာပေါ်မှာအပြင်းထန်ဆုံးနဲ့အာဏာကြီးဆုံးနိုင်ငံတစ်ခုဟုသတ်မှတ်ခံထားရပြီးတော့ Global Firepower Index မှာလည်းအဆင့်1နေရာမှာရှိနေပါတယ်အမေရိကန်နိုင်ငံရဲ့ကာကွယ်ရေးအသုံးစရိတ်ကတော့2025ခုနှစ်မှာဒေါ်လာ495ဘီလီယံထိသုံးစွဲမည်ဖြစ်ပြီးတော့နေပညာမြင့်လက်နက်တွေနဲ့နျူကလ িয়ার လက်နက်တွေကိုအဓိကထားပါတယ်အမေရိကန်နိုင်ငံရဲ့စစ်တပ်အင်အားကတော့အကြံဖြင့်အပြင်1.3တန်းရှိပြီးစုစုပေါင်းစစ်အင်အား2.1တန်းရှိပါတယ်အမေရိကန်နိုင်ငံကတော့ NATO အဖွဲ့ဝင်ဖြစ်ပြီးတော့ကမ္ဘာတဝန်းမှာရှိတဲ့စကန်80ကျော်မှာစစ်အင်အားတွေပြန့်ကျဲနေပါတယ်အမေရိကန်နိုင်ငံရဲ့ပိုင်ဆိုင်တဲ့တိုက်လေယာဉ်စုစုပေါင်း13043ရှိပြီးတော့တင်ကားအစီ4640ရှိပါတယ်ဒုတိယစစ်အင်အားကြီးဆုံးနိုင်ငံကတော့ရုရှားနိုင်ငံပဲဖြစ်ပါတယ်ကမ္ဘာဒုတိယအကြီးဆုံးစစ်အင်အားနိုင်ငံဖြစ်ပြီးတော့နျူကလ িয়ার လက်နက်ခက်မီတင်ကားတွေနဲ့ဇိုကြပါတယ်ရုရှားနိုင်ငံရဲ့ကာကွယ်ရေးဘတ်ဂျက်ကတော့2025ခုနှစ်မှာဒေါ်လာ126ဘီလီယံထိသုံးစွဲသွားဖို့စီစဉ်နေပါတယ်လို့သိရပါတယ်ရုရှားနိုင်ငံရဲ့စစ်တပ်အင်အားကတော့1.3တန်းရှိပြီးတော့စုစုပေါင်းစစ်တပ်အင်အား3.3တန်းကျော်ရှိနေပါတယ်ရုရှားနိုင်ငံကတော့အရှေ့ဥရောပနဲ့အာရှအလယ်ပိုင်းမှာဩဇာလွှမ်းမိုးထိန်းချုပ်ထားပါတယ်ရုရှားပိုင်ဆိုင်တဲ့တိုက်လေယာဉ်အစီးပေါင်း4292စီရှိပြီးတော့တင်ကား9950စီရှိပါတယ်တတိယကမ္ဘာစက်အင်အားအကြီးဆုံးနိုင်ငံကတော့တရုတ်နိုင်ငံပဲဖြစ်ပါတယ်တရုတ်နိုင်ငံကတော့ကမ္ဘာတတိယအကြီးဆုံးစက်အင်အားရှိတဲ့နိုင်ငံဖြစ်ပြီးတော့လူအင်အားအများဆုံးနိုင်ငံလည်းဖြစ်ပါတယ်တရုတ်နိုင်ငံရဲ့ကာကွယ်ရေးဘတ်ဂျက်ကတော့2025ခုနှစ်မှာဒေါ်လာ226.85ဘီလီယံထိသုံးစွဲဖို့ရှိနေပါတယ်တရုတ်နိုင်ငံရဲ့စစ်တပ်အင်အားကတော့2တန်းရှိပြီးစုစုပေါင်းစစ်တပ်အင်အား3တန်းကျော်ရှိနေပါတယ်တရုတ်နိုင်ငံကအာရှတိုက်မှာစစ်ရေးနဲ့စီးပွားရေးတို့မှာဩဇာလွှမ်းမိုးထားပါတယ်တရုတ်နိုင်ငံရဲ့တိုက်လေယာဉ်စုစုပေါင်းအစီ3309စီရှိပါတယ်တင်ကားကတော့6800ရှိပါတယ်စတုထစက်အင်အားကြီးဆုံးနိုင်ငံကတော့အိန္ဒိယနိုင်ငံပဲဖြစ်ပါတယ်အိန္ဒိယနိုင်ငံကတော့စတုထအကြီးဆုံးစက်အင်အားရှိတဲ့နိုင်ငံဖြစ်ပြီးတော့တက်ဆိုင်ရာအချက်အချာကျတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်အိန္ဒိယနိုင်ငံရဲ့ကာကွယ်ရေးဘတ်ဂျက်ကတော့2025ခုနှစ်မှာဒေါ်လာ85ဘီလီယံထိသုံးစွဲဖို့ရှိနေပါတယ်အိန္ဒိယနိုင်ငံရဲ့စစ်တပ်အင်အားကတော့1.4တန်းရှိပြီးစုစုပေါင်းစစ်တပ်အင်အား9တန်းရှိပါတယ်အိန္ဒိယနိုင်ငံကတော့တောင်အာရှတိုက်မှာအဓိကစစ်အင်အားရှိတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်တိုက်လေယာဉ်အစီးပေါင်း2229စီရှိပြီးတော့တင်ကား4200စီရှိပါတယ်ပင်စမကမ္ဘာစက်အင်အားအကြီးဆုံးနိုင်ငံကတော့ဆော့ကိုရီးယားနိုင်ငံပဲဖြစ်ပါတယ်တောင်ကိုရီးယားနိုင်ငံရဲ့ကာကွယ်ရေးဘတ်ဂျက်ကတော့2025ခုနှစ်မှာဒေါ်လာ46.3ဘီလီယံထိသုံးစွဲဖို့ရှိနေပါတယ်ဆော့ကိုရီးယားရဲ့စစ်တပ်အင်အားကတော့3.8တန်းရှိပါတယ်တောင်ကိုရီးယားနိုင်ငံရဲ့ပိုင်ဆိုင်တဲ့တိုက်လေယာဉ်စုစုပေါင်းကတော့1592စီရှိပြီးတော့တင်ကားအရေအတွက်2236စီရှိပါတယ်နံပါတ်6 United Kingdom ပဲဖြစ်ပါတယ် United Kingdom ဟာ nuclear လက်နက်တွေနဲ့ခေတ်မီလေတပ်တွေရှိပါတယ် United Kingdom ရဲ့အကာအကွယ်ဘတ်ဂျက်ကတော့2025ခုနှစ်မှာဒေါ်လာ81.5တန်းထိသုံးစွဲမည်ဖြစ်ပြီးတော့ United Kingdom ရဲ့ကာကွယ်ရေးဘတ်ဂျက်ကတော့2025ခုနှစ်မှာဒေါ်လာ81.5တန်းထိသုံးစွဲမှာဖြစ်ပြီးတော့ United Kingdom ရဲ့စစ်တပ်အင်အားကတော့ပြည့်မြတ်အားဖြင့်3,44,400ရှိပါတယ်စစ်တပ်အင်အားစုစုပေါင်းကတော့2,150,050ရှိပါတယ် United Kingdom နိုင်ငံဟာ NATO အဖွဲ့ဝင်ဖြစ်ပြီးတော့ဥရောပတိုက်မှာလည်းအဓိကစစ်အင်အားရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ် United Kingdom ရဲ့ပိုင်ဆိုင်တဲ့တိုက်လေယာဉ်ကတော့စုစုပေါင်း630စီရှိပြီးတော့
တင်ကာအရေအတွက်229ရှိပါတယ်နံပါတ်8ကတော့ဂျပန်နိုင်ငံပဲဖြစ်ပါတယ်ဂျပန်နိုင်ငံရဲ့ကာကွယ်ရေးဘတ်ဂျက်ကတော့2025ခုနှစ်မှာဒေါ်လာ59ဘီလီယံထိသုံးစွဲဖို့ရှိနေပါတယ်ဂျပန်နိုင်ငံရဲ့အဆက်အသွယ်အင်အားကတော့စုစုပေါင်းနိုင်ငံအတွက်စစ်မှုထမ်းခဲ့သူ3,300,000ရှိပါတယ်ဂျပန်နိုင်ငံကတော့နေပညာနဲ့စီးပွားရေးအင်အားတွေမှာအာရှတာမကကမ္ဘာပေါ်မှာလည်းထင်ရှားတဲ့နိုင်ငံတစ်ခုဆိုလည်းမမှားခဲ့ပါဘူးဂျပန်နိုင်ငံပိုင်ဆိုင်တဲ့တိုက်လေယာဉ်ကတော့စုစုပေါင်း1443ရှိပြီးတော့တင်က920ခုရှိပါတယ်နံပါတ်9တူရကီနိုင်ငံပဲဖြစ်ပါတယ်တူရကီနိုင်ငံရဲ့ကာကွယ်ရေးဘတ်ဂျက်ကတော့2025ခုနှစ်မှာဒေါ်လာ25ဘီလီယံထိသုံးစွဲဖို့ရှိနေပါတယ်တူရကီနိုင်ငံရဲ့စစ်သည်အင်အားကတော့စုစုပေါင်းနိုင်ငံအတွက်စစ်မှုထမ်းသူ8,3,900ရှိပါတယ်တူရကီနိုင်ငံဟာဒေသတွေမှာကာကွယ်ရေးပိုင်းနဲ့စစ်ဘက်ဆိုင်ရာဟဝတ်များထုတ်လုပ်မှုအပေါ်အာရုံစိုက်ပြီးတော့အရှိအလဲပိုင်းမှာအရေးပါတဲ့အခန်းကဏ္ဍမှပါဝင်နေပါတယ်တူရကီနိုင်ငံရဲ့ပိုင်ဆိုင်တဲ့တိုက်လေယာဉ်တွေကတော့1083ရှိပြီးတော့တင်ကာအစီ2238ရှိပါတယ်နံပါတ်10ကတော့အီတလီနိုင်ငံပဲဖြစ်ပါတယ်အီတလီနိုင်ငံရဲ့ကာကွယ်ရေးဘတ်ဂျက်ကတော့2025ခုနှစ်မှာပြည့်မြတ်အားဖြင့်33.8ဘီလီယံသုံးစွဲဖို့ရှိနေပါတယ်။အီတလီနိုင်ငံရဲ့စစ်သည်အင်အားကတော့စုစုပေါင်းစစ်မှုထမ်းသူ3,59,550ရှိပါတယ်။အီတလီနိုင်ငံပိုင်ဆိုင်တဲ့တိုက်လေယာဉ်စုစုပေါင်းကတော့အစီ929ရှိပြီးတော့တင်ကာအစီ200ကျော်ရှိပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ကမ္ဘာစစ်အင်အားကြီးဆုံးနိုင်ငံ10ခုအကြောင်းပဲဖြစ်ပါတယ်မြန်မာနိုင်ငံနဲ့ဘယ်စစ်မှာရှိနေလဲဆိုတာပရိသတ်တွေ comment လေးမှာလာရောက်ဆွေးနွေးသွားနိုင်ပါတယ်နားထောင်ပြီးကြတဲ့ပရိသတ်တွေအားလုံးကျေးဇူးတင်ပါတယ်